မင်္ဂလာပါရှင် Family Fiber ကလကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့စိတ်ကူးတိကိုပိုင်းထက်တန်းကျောင်းကကလေးတွေအတွက်စိတ်ကူးရင်ကစားကွင်းလေးတစ်ခုတွားရောက်တက်ဆင်ပေးရမှာပါအရင်ဆုံးအကျန်းခံပြီးအယောင်သွေးစုံလေးနဲ့ Fiber Shop ပစ္စည်းတွေကိုစက်ရုံမှာကားပေါ်တခြားစနစ်တကျတင်လိုက်ပါတယ်ရှင်အားလုံးစင်သီးဖြစ်ပြီဆိုတော့ကျောင်းရှိရာ139လမ်းနဲ့62လမ်းကိုဦးတည်ပြီးကျမတို့အဖွဲ့တွေစက်ရုံကနေစတင်ထွက်ခွာလာခဲ့ပါတယ်ဆိုရင်တော့စိတ်ကူးတိကိုပိုင်းထက်တန်းချောင်းကိုရောက်ရှိလာပါပြီရှင်။ကျောင်းကြီးကအရန်ကျယ်ဝန်းပြီးကျောင်းသားကျောင်းသူတွေအတွက်အစီအမံပညာရေးကိုဖန်တီးပေးနေတဲ့နေရာကောင်းတစ်ခုပဲဖြစ်ပါတယ်။ကျောင်းကိုရောက်ချင်းမဲ့ပစ္စည်းတွေကိုကားပေါ်ကနေစနစ်တကျနေရာချပါတယ်။မှာအရေးကြီးဆုံးဖြစ်တဲ့ရှော့စင်ရဲ့ဘေးချမ်းဖရင်လေးကိုစတင်ထောင်ပါတယ်ရှင်။လွယ်တကူထောင်လိုက်တာမျိုးမဟုတ်ဘဲဖရင်လေးအဝင်ခွင်ချဖြစ်ပြီးတက်မှတ်နေဖို့အလေးချိန်ခံနိုင်ရင်ညီမဖို့အတွက်အသေးအချာကိုချိန်မိရပါတယ်ရှင်။အဲ့ဒီလိုချိုးစားကြကြအချိန်ယူချိန်ပြီးမှလာအတန်းတွေနဲ့စနစ်တကျတွဲပြီးတစ်ခုလုံးခိုင်ခံ့သွားစေဖို့နက်တွေကိုနေရာတကျစတင်တက်ဆင်ပေးလာပါတယ်ရှင်။စင်းကအချိန်ပိုရပေမဲ့ကလေးတွေရဲ့လုံခြုံရေးအတွက်အချိန်အကြာဆုံးဖြစ်လို့ကျမတို့အဖွဲ့ကိုတူပြီးစိုက်ပြီးလုပ်ဆောင်ထားပါတယ်။လုံခြုံရေးကကျမတို့အတွက်နံပါတ်1ဦးစားပေးဖြစ်လို့တက်ဆင်များနဲ့တိုင်းကိုနှက်ကျက်ဆက်ဖုံးပြပြီးပေချာကိုချက်ပေးရပါတယ်ရှင်။အဲ့ဒီနောက်မှာတော့ကလေးတွေပြေးလွှားစော်ကစားမဲ့အခင်းပြားတွေကိုပုံစံကြကြထည့်သွင်းပါတယ်ရှင်။ကင်းဖို့အကာတွေကိုစနစ်တကျတက်ပြီးတာနဲ့တပြိုင်နက်တည်းမှာပဲနေပူမိုးရမရှောင်ကစားနိုင်အောင်လှပတဲ့မိုးလေးကိုပါတက်ဆင်လိုက်ပါတယ်အခုဆိုရင်တော့ကလေးတွေအကြိုက်ဆုံးဖြစ်မဲ့ရှော့လင်ကြီးကိုစတင်တက်ဆင်နေပါတယ်နောက်ဆုံးအနေနဲ့ခုနှစ်ပေရှိတဲ့ရှော့သုံးစီးကိုပါအစီအီတက်ဆင်လိုက်ပါတယ်ဒီရှော့စင်ကအယောင်လေးတွေကကျောင်းဝကြီးစိတ်တန်းကြမှာယူထားတဲ့အယောင်လေးတွေကိုပဲအထူးထုတ်လုပ်ပေးထားတာပါရှင်အကုန်ပြီးသွားပြီဆိုပေမဲ့စိတ်ချရအောင်လက်တွေအားလုံးကိုတနေရာမကျန်ထပ်မံဆက်စည်းပါတယ်ရှင်ကဲအခုဆိုရင်တော့စိတ်ကူးတစ်ကြောင်းလေးထဲမှာကလေးတွေရဲ့ရေတံလေးနဲ့ပြည့်နေနေတော့မယ်လှပခိုင်ကန်းတဲ့ဖိုင်ဘာရှော့စင်ကြီးအသက်ဝင်လာပါပြီရှင်ကျမတို့ Family Fiber ကလေးရဲ့ရှော့စင်တွေဟာအရည်သွေးမြင့်ကုန်ချမ်းတွေကိုသာအသုံးပြုထားတာမို့နေပူမိုးရွာရာသီဥတုတံကိုအပြည့်အဝခံနိုင်ရှိပါတယ်ဒါအပြင်နှစ်ပေါင်းများစွာတိုင်အောင်ခိုင်ခန့်စိတ်ချရလို့ကျောင်းနေကစားကွင်းတွေအတွက်အကောင်းဆုံးနဲ့စိတ်ချရဆုံးနည်းနည်းနှုံးမှုတစ်ခုပဲဖြစ်ပါတယ်ရှင်ဒီလိုလေးကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဘလို့ project အသစ်တွေလာမလို့ဆိုရင်စောင့်မျှော်အားပေးကြပါဦးနော်